နောက်ဆုံးနေ့အဖြစ်ကျင်းပခဲ့တဲ့ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲလူမှုရေးကဏ္ဍဆိုင်ရာဆွေးနွေးပွဲတတိယနေ့ကိုဇန်နဝါရီလ10ရက်နေ့ကကရင်ပြည်နယ်ဖအံမြို့ဇွဲကပင်ခမ်းမမှာကျင်းပခဲ့ပါတယ်။အစည်းအဝေးမှာတိုင်းဒေသကြီးပြည်နယ်အသီးသီးမှကရင်တိုင်းရင်းသားကိုယ်စားလှယ်များ3ရက်တိုင်ဆွေးနွေးပြုလုပ်သွားခဲ့တဲ့လူမှုရေးကဏ္ဍဆိုင်ရာဆွေးနွေးပွဲမှတဆင့်လူမှုရေးမူဝါဒများအားချမှတ်အတည်ပြုနိုင်ခဲ့ပါတယ်။လူမှုရေးကဏ္ဍအနေဖြင့်ချမှတ်အတည်ပြုနိုင်ခဲ့တဲ့မူဝါဒအချက်ပေါင်း50ကျော်ဖြင့်သတ်မှတ်အတည်ပြုခဲ့ပြီးလာမယ့်ဇန်နဝါရီလ18ရက်နေ့မှာကျင်းပမယ့်ပြည်내အဆင့်လူမျိုးလိုက်အမျိုးသားဆွေးနွေးပွဲမှာထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ဆွေးနွေးပွဲရဲ့နောက်ဆုံးအနေဖြင့်အဆိုပါပွဲအားလာရောက်သတင်းယူတဲ့သတင်းသမားတွေအတွက်သတင်းစာဆွေးနွေးပွဲတစ်ရက်ကိုပြန်လည်ကျင်းပခဲ့ပြီးဂျာနယ်လင်များရဲ့မေးမြန်းချက်တွေကိုဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးခဲ့တဲ့ဆရာစောကျော်စွာဆရာမဒေါ်နန်းစေဝါပရိုစောကနေဒီဆရာစောစတီတို့မှပြန်လည်ဖြေကြားခဲ့ပါတယ်။ဒီသတင်းကိုတော့ဖန်သတင်းဌာနဝင်းမှပေးပို့တာဖြစ်ပါတယ်ရှင်။